အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လောကကြီးနဲ့သူမှာကတစ်ခါတလေကြာရင်ကျွန်တော်တို့ဘလောက်ထိရက်စက်တဲ့အကြောင်းပြောပြချင်လို့ပါဒီလိုပဲခလုတ်တတ်ရင်လောကကိုအစိုးမြင်ရင်ကြောက်လာရင်ဖျားတရားကိုတတရားရင်ကျူး6တန်းတည်တဲ့အထိထိုင်ကြည့်နေတဲ့ကဘာကြီးစီကပါရီမျောလင့်နေတာလေကျွန်တော်ဇာတာရောရှိသေးလားကိုအချိုးမပြေကြောင်းမနေ့ကတီးလိုက်တယ်ကျွန်တော်ကိုမိမှုတိုက်ပြပါဘဝဟာလက်တွေ့တိတ်ဆန်နေရက်ဆက်တယ်ကျွန်တော်တို့ကအဲ့ဒီရက်ဆက်မှုကိုလိုချင်လို့ဟိုးဝီကြီးကရောက်လာတာစိတ်အနာရှိသူကတော်ရုံကိစ္စတွေဆိုမမြင်ချင်အောင်ဆောင်ပေးနိုင်တယ်မင်းလိမ်လို့ရတယ်ဆိုတာငါယုံပေးလိုက်လို့ပါပေးတဲ့ဖက်နဲ့တော့အောင်ခြေထောက်ကိုလီးရတာထက်ပေးတဲ့ကဘာနဲ့တော့အောင်နှလုံးသားကိုလီးရတာဘုံမဆိုးဘူးလားအချိန်မီပြန်လာပါဘူရာယုံမာရောမတ်တိုင်တွေမှာပါစောင့်နေပါမယ်ကားနဲ့ပဲလာယထာနဲ့ပဲလာငါပျောက်ဆုံးတယ်လို့ငါကိုယ်တိုင်ကြီးညာခဲ့တာပဲဒါပေမဲ့ရှာသူကမင်းဖြစ်မလာဘူးချေရဲ့ဘဝမှာ4-5-6ခုမလိုပါဘူး2ခုပဲချစ်သူစစ်နဲ့ရန်သူစစ်ဒီ2ခုပဲအသေးခွဲအောင်ချစ်တဲ့သူတွေကအခဲမကြည့်ကြဘူးတဲ့အဲ့ဒါကြောင့်အချီမှတ်ထားတယ်ဆိုတာမိမရလို့ပါကွယ်